ကဘာကျော်တထေးကြီးတွေဘီလီယံနာကြီးတွေအသုံးပြုကြတဲ့ဇိမ်ခံပစ္စည်းတွေထဲကတစ်ခုဖြစ်တဲ့တိုးမွေးကွန်းကတ်ထုတ်လုပ်ပုံကိုတင်ပြသွားမှာဖြစ်ပါတယ်။ဒါကတော့တိုးမွေးကွန်းကတ်ထုတ်လုပ်တဲ့စက်ရုံပဲဖြစ်ပါတယ်။ပထမဦးစွာအလုပ်သမားတွေဟာစက်ရုံကိုရောက်ရှိလာတဲ့တိုးတရေတွေကိုရေဆေးကြောတန့်စင်ပါတယ်။တိုးတရေပြားမှာကတ်နေတဲ့အကြည့်အချွဲတွေကိုဆက်နဲ့ချစ်ထုတ်ပါတယ်။ထို့နောက်ဆက်နဲ့အချောက်လျော်ကတိုးအရေပြားချုံမွေစေဖို့ဆက်နဲ့ပုံစားပစ်ပါတယ်။အဲ့ဒီနောက်တစ်ခါထပ်ပြီးတိုးတရေတွေကိုရေနွေးနဲ့ပြုတ်ပါတယ်။ပြုတ်လျှော်ပြီးသွားတဲ့တိုးတရေတွေကိုပြင်ပြားပေါ်မှာတန်ရိုက်ကဆွဲဖြန့်ထားလိုက်ပါတယ်။ပြန်ပြူးသွားတဲ့တိုးတရေတွေကိုပိုးသက်တန့်စင်ကရေနွေးနဲ့တစ်ခါပြန်ပြုတ်လျှော်ပါတယ်။ဒီလိုလုံးဝတန့်စင်သွားတဲ့တိုးမွေးတွေရရှိလာတဲ့အခါမှာတော့တန်စကာကွက်ပေါ်ဖြန့်ခင်းကနေရိပ်ထဲမှာအချောက်ခံပါတယ်။နောက်ဆုံးအဆင့်မှာတော့တိုးမွေးတွေကိုအပြစ်အနာစာရှိမရှိစစ်ဆေးကအမွှေးလေးတွေဖွာထွက်နေအောင်တွင်နဲ့မှုတ်ပါတယ်။ပြီးနောက်တိုးတရေမှအမွှေးတွေကိုဆက်နဲ့ပြောင်စင်အောင်ရိပ်ပါတယ်။ရိပ်ပြီးသားတိုးမွေးတွေကိုဆက်နဲ့လိမ့်ကအလွှာတစ်ထပ်ပြုလုပ်ပါတယ်။တိုးမွေးအလွှာပေါ်မှာဖြင်းစအုပ်ကချုပ်လိုက်တဲ့အခါမှာတော့ခန်းနာလာပါတဲ့စိန်ခံတိုးမွေးကွန်းဆောင်တစ်ထည်ကိုရရှိပါပြီ။